တမီးတို့လောက်ဆောင်ပေးလို့ကူညီပါဟုတ်မှာလောက်ဆောင်ပေးဘူးလားဟိုရှိမှာပဲအမရဲ့ဟိုအမပဲတူလားဒီမဲ့အဖေကလူဝိနေနေမှာလောက်ဆောင်ကြရတယ်စပ်ပြောတယ်လားပြောစမ်းပါဟဲ့ပြောရစမ်းပါဟဲ့ငါပြစ်မလို့ပါလားဟဲ့ကမရဲ့ငါလည်းပါမယ်โอเคနေလို့ပြပါငါလည်းပြပြချစ်ဟယ်လိုကိုလူပနေကြောင်ခတ်ထားလေโอเคတော်တော်ခက်ပဲလားပိုင်ကိုနေဒီမှာနေအဲ့ဒီစကားပြောနေမှာပါโอเคကြည့်နေလိုက်စမငါတူးရှင်နိုင်ပါဘူးဟယ်လိုဂျိုင်းနေတော့ပြောလုံးထားလိုက်တော့ဟုတ်တယ်ဟုတ်အလောက်ကစားနေပြောင်းနေတာဟုတ်တယ်ဒီတော့ပြောလုံးထားလို့ဟာလောက်ထားလိုက်ပြီဟုတ်လားဘာလောက်ထားလိုက်တာလဲတတိရဲ့အဖေရဲ့ဘာလို့လောက်ထားလိုက်ရတာလဲဟုတ်တယ်နင်ထောက်လိုက်တော့နောက်ဆုံးပြောတော့ပါဦးတထင်းညီမလားအမလည်းပြောမှဆိုမှရှင်ခွင့်လုပ်ပေးပါနော်ဟုတ်တယ်နင်ထောက်လိုက်တော့ခွင့်ရတော့လိုက်တော့အလုံးအဆူတမီးခတ်ပါမယ်ဟုတ်ကဲ့မလာပြီးတောင်းပန်မနေနဲ့ဒီลูกค้าရဲ့ပတ်စံတွေကိုအကုန်လုံးငါပဲပြလိုက်ပါတော့မယ်တွားတော့ခွင့်ရတွားတော့ဒီအေကိုလည်းငါပဲပတ်စံနဲ့မတော့ပေးတယ်ငါဘယ်လိုပြောနေလဲဘယ်လိုပြောနေမဘူးလို့ဘယ်ဒီမလေးမလိုပါဘူးမရဲ့မလိုပါဘူးရပါရဲ့မလိုအပ်ပါဘူးဥမာကျေးဇူးပါမရဲ့ကျေးဇူးများတင်ပါတယ်နော်ဥမာမလိုအပ်ပါဘူးဥမာအဲ့ဆိုမတော်လာမယ်နော်ဒီကိစ္စနဲ့အမပြောတော့လာရှိလို့ဟုတ်ကဲ့ဟုတ်မကျေးဇူးပဲနော်